Okay ကျွန်တော်ဒီနေ့ပြောပြသွားမယ့်ဗီဒီယိုက YouTube channel ရှိတဲ့သူတွေဒီပတ်စံကိုဘယ်လိုထုတ်မလဲပေါ့နော် YouTube ကနေပြီးတော့ဝင်ငွေရှာနေတဲ့သူတွေထိုင်းမှာနေတဲ့ကျွန်တော်အထူးသဖြင့်လုပ်ပြပေးသွားမှာကထိုင်းမှာနေတဲ့သူတွေအတွက်တည်တံ့ဖြစ်တယ်ပေါ့နော်ဗန်ချိတ်တဲ့ဟာကဘယ်လိုနီးနေပဲဘယ်လိုပဲချိတ်လို့ရတယ်ဆိုပေမဲ့ချိတ်နေရတော့အတူတူပဲပေါ့နော်ဆိုတော့ဒါဒီမှာမြင်နေရတာကတော့ဒီကျွန်တော်ရဲ့ကျွန်တော် YouTube ကနေပြီးတော့ဝင်ငွေရထားတဲ့ပတ်စံပါပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့ဘယ်လိုချိတ်မလဲဘယ်လိုထုတ်မလဲဆိုတာကိုဘန်အကောင့်ချိတ်ပေးဖို့လိုတယ်ပေါ့နော်ဘန်အကောင့်ချိတ်ပေးဖို့လိုတယ်အဲ့ဒီအခါဖြစ်တဲ့အတွက်ကျွန်တော်တို့ဘန်အကောင့်ချိတ်မဲ့နေရာကိုသွားပါပထမအဆင့်နဲ့ဒုတိယအဆင့်ကတော့ကျွန်တော်တို့ by ဒီ identity verification လုပ်ပေးရမယ်ပေါ့နော် Okay ဆိုတော့ကျွန်တော်တို့ဒီ Google AdSense အကောင့်ထဲကိုရောက်လာပြီပေါ့နော်ကျွန်တော်မှာကကြတော့ပထမအဆင့်နဲ့ဒုတိယအဆင့်မှာဒီ identity verification လုပ်ထားတယ်ပေါ့နော်ဒီနေရာမှာဒါကတော့ complete ဖြစ်သွားပြီပေါ့အစိမ်းလေးဖြစ်သွားတယ်ဒါကတော့ဒီ address ကိုသူတို့ဒီစာအိတ်လေးနဲ့ပို့ပေးလာတယ်ပေါ့နော်စာအိတ်လေးနဲ့ပို့ပေးလာတယ်အဲ့ဒီစာအိတ်ထဲမှာပင်နံပါတ်6လုံးပါတယ်အဲ့ဒီပင်နံပါတ်6လုံးကိုရိုက်ထည့်ပေးလိုက်လို့ရှိရင်ဒါကဒီ verification complete ဖြစ်သွားပြီပေါ့နော်ဆိုတော့ okay ကျွန်တော်တို့ဘန်အကောင့်ချိန်တဲ့နေရာကိုတွားရအောင်ကျွန်တော်မှာကကြတော့ဒီ YouTube ကရထားတဲ့ပတ်စံက$69ရှိသွားပြီပေါ့နော်ရှိနေပြီ$69ကိုသူက limit ကသူ့ရဲ့ limit က$100ပြီးလို့ရှိရင်ထုတ်မယ်ဆိုပြီးတော့ဒီတတ်မှတ်ပေးထားတယ်ပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့ကမလိုချင်ဘူးပတ်စံများများရမှ$100ရမှထုတ်မယ်တို့900ရမှထုတ်မယ်တို့ဆိုလို့ရှိရင်တော့ဒါ limit ထည့်လို့ရတယ်ပေါ့နော်ဆိုတော့ဒီနေရာလေးမှာတကယ်လို့များကိုကန့်တန့်ထားခြင်းတယ်မထုတ်ချင်သေးဘူးဆိုလို့ရှိရင်တော့ဒါ manage setting တွေကိုသွားပါဒီ manage setting တွေကိုရောက်လာပြီဆိုလို့ရှိရင်တော့ဒါ paid monthly ဆိုတဲ့ဟာလေးဒီမှာခဲတံပုံလေးကိုတစ်ချက်လောက်နှိပ်လိုက်ပါပြီးလို့ရှိရင်ဒီနေရာမှာကိုလိုတဲ့လောက်ပမာဏကိုရိုက်ထည့်ပေးပြီးတော့ဒီအောက်နာလေးမှာ save ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ရင်အဆင်ပြေသွားပြီပေါ့နော်ဆိုတော့ okay အရင်ပထမဒီဘန်အကောင့်ချိန်တဲ့နေရာကိုသွားရအောင်ဒီနေရာကိုရောက်လာပြီဆိုလို့ရှိရင်တော့ add payment method ဆိုတဲ့ဟာလေးကိုနှိပ်မယ်နှိပ်ပြီးပြီဆိုလို့ရှိရင်ဒီနေရာမှာကိုယ့်ရဲ့နာမည်ပေါ့နော်ဘန်တွေကနာမည်တွေထည့်ပေးရပါမယ်ပေါ့ optional ဆိုတာကထည့်လဲရတယ်မထည့်လဲရတယ်ပေါ့လေဆိုတော့အပေါ်မှာကျွန်တော်တို့ရဲ့ဒီဘန်အကောင့်ဖွင့်ထားတုန်းကအတိုင်းကျွန်တော်တို့ထည့်ပေးတာဖို့လိုမယ်ပေါ့နော်ဒါတော့လုံးဝကိုမှမှားလို့မရပါဘူးတချို့တွေကဘန်အကောင့်ချိန်တဲ့အချိန်မှာအကြီးစာလုံးအကြီးမသုံးဘဲနဲ့စာလုံးအသေးတွေထည့်တာတို့ကိုယ့်ရဲ့နာမည်အတိုင်းပဲထည့်တာတို့ဆိုလို့ရှိရင်တော့ဒါငွေထုတ်တဲ့အခါမှာပြဿနာဖြစ်နိုင်တယ်ပေါ့နော်ပြဿနာဖြစ်တတ်တယ်ပေါ့လေဆိုတော့ okay ကျွန်တော်ကကြတော့ကျွန်တော်အကြီးကြီးပဲထည့်မယ်okay ဒီလိုလေးထည့်လိုက်မယ်ပေါ့နော်နောက်လည်းကျွန်တော်ဘန်ကတစ်ချက်စစ်လိုက်အောင် okay အကြီးတွေကြီးပဲထည့်မယ်ဒါကဘန် name မှာကြတော့ကျွန်တော်တို့ SCB ကိုထည့်မယ်ပေါ့နော်ဒီနေရာမှာကြတော့ကျွန်တော်တို့ဒီ swipe code ကိုထည့်ပေးရမယ်ပေါ့နော်โอเคဒီလိုလေးရှာလိုက်မယ်ပေါ့ Google မှာအဲ့လိုလေးရိုက်ရှာလိုက်မယ်ရိုက်ရှာပြီဆိုလို့ရှိရင်ဒီလိုမျိုးလေးကြာလာမယ်ပေါ့နော်ဒီလိုမျိုးလေးကြာလာပြီဆိုလို့ရှိရင်တော့ဒါအနောက်ကအိတ်ကိုမယူဘဲနဲ့ဒီနားလေးကနေပြီးတော့ယူလို့ရတယ်ပေါ့နော်ဒါလေးကိုယူပြီးတော့ copy ယူလိုက်ပါပြီးလို့ရှိရင်အဲ့ဒီနေရာမှာသွားထည့်ပေးလိုက်ပါပေါ့လေโอเค swipe code လည်းထည့်ပြီးသွားပြီဒီအောက်နားလေးမှာဘန်နံပါတ်ကိုထည့်ပေးရမယ်ပေါ့နော်โอเคနောက်ထပ်တစ်ခါထားရိုက်မယ်โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာဖြည့်ပြီးသွားပြီပေါ့နော်ဆိုတော့ဒီအပေါ်မှာကကြတော့ဖြည့်လဲရတယ်မဖြည့်လဲရတယ်စောနာကပြောတဲ့အတိုင်းပဲပေါ့နော်ဆိုတော့ဘန်နံပါတ်ကိုဒီ SCB ဆိုတဲ့ဟာကိုအပြည့်အစုံလေးထည့်လိုက်လို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ကျွန်တော်က SCB နဲ့လုံးမဲ့ခါကြတော့ဒီ SCB ဘန်ရဲ့
အတိုင်းပဲကျွန်တော်ထည့်ပေးလိုက်မယ်ပေါ့လေโอเคဒီလိုလေးထည့်ပေးလိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ save ကိုနှိပ်လို့ရပြီပေါ့နော်ခဏစောင့်ပါโอเคဒါဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဘန်အခန့်ဘန်ကချိတ်ပြီးသွားပြီပေါ့နော်ဘန်နဲ့ကျွန်တော်တို့ရဲ့ Google AdSense account ကိုချိတ်ပြီးသွားပြီဆိုတော့โอเคကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာကဒီလောက်ပါပဲအားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ်ခင်ဗျာ